လာပါဝါတော့တိုးရှိတဲ့ရဖောင်တာပါဒီနေ့ကတော့ဘိုးဘပိုင်မြေအကြောင်းလေးကိုပြောပြပေးမယ်နော်မြန်မာမင်းများလက်ထက်ကမင်းကြီးမင်းသားများမူကြီးမတ်ရနဲ့မြူးတများအပေးရခဲ့တော့မြေများနဲ့ဘိုးဘပိုင်လက်ထက်ကဓမ္မဥချပိုင်ဆိုင်လာခဲ့တဲ့မြေများကိုဘိုးဘပိုင်မြေခေါ်ပါတယ်ဓမ္မဥချဆိုတဲ့ဝေါ်ဟာရဟာမြန်မာမီယာစနစ်မှာဘယ်သူမှမပိုင်ဆိုင်သေးတဲ့မြေကိုအရင်ဆုံးလင်းထွန်ရဲလောက်ကင်ပြီးပိုင်ဆိုင်ခွင့်ရရှိခြင်းကိုအဓိကဆိုလိုပါတယ်ဒီမြေမျိုးစားကနိုင်ငံတော်ကသတ်မှတ်ထားတဲ့အထူးအခွင့်အရေးနဲ့ဓမ္မဥချပိုင်ဆိုင်မှုသဘောတရားနှစ်ခုပေါင်းစပ်တဲ့မြေမျိုးစားဖြစ်ပါတယ်ဥချပေးကအမွေဆက်ခံခြင်းနဲ့လွှဲပြောင်းခွင့်အပြည့်အဝရှိပါတယ်ခရံမြေကဲ့သို့တက်တန်းကုန်စရာမရှိတဲ့အတွက်တက်တန်းကုန်စရာမလိုပါဘူးခရံမြေမပေါ်ပါခင်အချိန်ကြီးလေးအားတရှိပြီးသားဖြစ်သောကြောင့်ခရံပြောင်းရင်မလိုပါဘူးမြေပုံမြေယာဆိုရင်မှာအပြာရောင်အမှတ်သားနဲ့ရေးဆွဲပြီးမြေမျိုးစားအင်္ဂလိပ်အခရာ B နဲ့ဖော်ပြပါတယ်။သမိုင်းတစ်လျှောက်ပိုင်ဆိုင်မှုခိုင်မာခဲ့သောကြောင့်ဘိုးဘွားပိုင်မြေသည်လက်ရှိခေတ်မြေယာမှတ်တမ်းများတွင်ခိုင်မာသောပိုင်ဆိုင်မှုထောက်ထားတစ်ခုချင်းရည်တည်ရရှိပါသည်။ဒီစဉ်နာဂတ်ဒီနေ့မှစတိုးရွှေတိုင်းနဲ့ဒီအနာဂတ်ကိုတည်ဆောက်ကြပါစို့။အားလုံးပဲတက်တာပါ။